မပါတိမ်မတန်ဒီကြားပါတယ်ဒီမှာဖက်နက်ဒီပါဒါဖက်နက်ဒီပါတို့လူတော့ဟာဒါတိမ်တကားပါမင်းဘာကြလဲမင်းဘုရားပါတာသမီးမို့လားအလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ထုံးစံအတိုင်းကိုဆိုင်မှာဆိုတော့အခုလောလောဆယ်ကျွန်တော် line ပေါ်မှာတက်ပြီးတော့အမြဲတမ်းပြောနေရတဲ့အရာရှိတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ပြောချင်လားဆိုတော့မပြောချင်ဘူးကျွန်တော်ရဲ့ပုံစံအရာဆိုလို့ရှိရင်လူတွေကိုပျော်ရွှင်စရာတွေပဲတင်ဆက်ပေးချင်တာเนาะဒါပေမဲ့အခု line ပေါ်မှာဘယ်လောက်ထိစိုးလဲဆိုလို့ရှိရင်လူငယ်တော်များများเนาะသူတို့ရဲ့နေရာတွေကဖျားကြိုဖျားကြားဇေဒီကြိုဇေဒီကြားကျွန်တော်တို့တိမ်ကြိုတိမ်ကြားထဲမှာသူတို့ရဲ့နိဗ္ဗာန်ဘုံကြီးကိုဖော်ဆောင်နေကြတယ်ဆိုတော့ဒါတွေကမဖြစ်တဲ့အရာတွေလို့အားလုံးကသိထားလက်ခံထားကြပေမဲ့ဘာဖြစ်လို့ဒီလိုသူတွေကဒီနေရာမှာသွားပြီးတော့နိဗ္ဗာန်ဖြစ်သတ်မှတ်ကြတယ်နော်အတော်လေးကိုယူသွတ်ထဲမှာအဲ့ဒါတွေလည်းပါတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရင်လည်းဒါတွေကဖြစ်တင်လားဖြစ်တင်ဘူးလားဆိုတာကိုလူကြီးမင်းတို့ရဲ့အမြင်လေးတွေကိုကျွန်တော်တို့တွေဝေဖန်ပေးကြပါအောင်နော်ဆိုတော့စပြီးကြည့်လိုက်ကြအောင်ဗျာနော်โอเคဆိုတော့ကျွန်တော်ပြောခဲ့လို့ပဲเนาะကျွန်တော်တို့လူငယ်တော်တော်များများရဲ့လွဲမားတဲ့နိဗ္ဗာန်တစ်ခုပါဗျာကြည့်လိုက်ကြအောင်ဖျားဖို့ဗျာမလုပ်တင်ဘူးတကယ်တမ်းတော့ဗလာသားကျွန်တော်ပြောနေတာဒီနေ့ဗျာဒီမလုပ်တင်ဘူးဖျားဖို့ဗုဒ္ဓဘာသာဆိုရင်ဒီလိုဟာသိရတယ်နည်းနည်းလေးတော့မြင်လိုက်မယ်เนาะဖျားဖို့ဆိုတဲ့နေရာမှာကျွန်တော်ကောင်းဆက်ပြတော့နောက်ရင်းကိုနည်းလေးပြည့်ရေးကြည့်လိုက်တွေ့လိုက်မယ်เนาะဆိုတော့ဒါတွေကမဖြစ်တင်တဲ့အရာပါဆက်ပြီးတော့ကြည့်လိုက်ကြအောင်ဒီဗလာသားတွေဒါလည်းနောက်တစ်ခုเนาะဖျားပေါ့နော်ဒါဖျားကြီးဗလာသားတို့လည်းမြင်ပါတယ်ဗလာသားတို့ဒါဖျားပေါ့အဲ့လိုမလုပ်တင်ဘူးဗုဒ္ဓဘာသာဆိုရင်ဖျားကြီးပေါ့နော်ရှာလို့ဗျာဒီမေဗျာမျိုးပဲဒီမေရှော့ဟုံးမဲနဲမေရှော့အဲ့တော့လူကြီးမင်းတို့မြင်လိုက်လားမသိကျွန်တော်ကတော့မြင်လိုက်တယ်ဒါပေမဲ့အနီးကတော့မပြနေတော့လူကြီးမင်းတို့တခြားကြည့်ချင်ဗီဒီယိုလေးကို zoom ဆွဲပြီးတော့ကြည့်လိုက်ပေါ့နော်ဆိုတော့သူဘာကိုပြသွားလဲပေါ့နော်တော်တော်လေးကိုရုပ်ပေါက်တယ်ဒါတွေကဖျားရဲ့ဘယ်လိုပြောမလဲဇီဒီဝန်းထဲမှာဝါပြလို့ဆိုဖျားရင်မြင်တော့မဟုတ်တာတကူပဲနော်ကြည့်လိုက်ကြအောင်အမေထင်ရလောက်တာကြတာဖျားကိုတန်ရှင်းဝင်နေတာသူတို့ကတော့ဖြက်စီးရေးလုပ်နေခါကားသားလို့အဲ့တော့ကျွန်တော်တို့မြန်မာလူငယ်တော်တော်များလို့ပြောလို့ရှိရင်လေကောင်းတဲ့သူတွေပါထပ်ပြီးတော့ဘယ်လိုပြောမလဲအပြောခံရလဲအောင်မယ်ဆိုတော့ဒါတွေကအမှန်တကယ်မဖြစ်သင့်ပါဘူးเนาะကျွန်တော်တို့ယဉ်ကျေးမှုနဲ့လည်းမအပ်ဆက်တလို့ကျွန်တော်တို့အမှန်တကယ်ဆိုရင်ဒီဖျားဝန်းကျင်နေအားလုံးကကိုရီးယားတောင်တန့်ရှင်းရေးလုပ်ပြီးတော့ကြီးညိုစရာအနေနဲ့ကွာတရားတွေပွားများရအောင်ပါအခုတော့ဒါကြီးကိုသူတို့ရဲ့နိဗ္ဗာန်ဘုံကြီးလို့သတ်မှတ်ပြီးတော့သွားနေကြတာဘယ်လိုကြမလဲအမြင်မတော်တော့ဘူးเนาะဒါတွေမလားစမဟုတ်ဒီတဲ့အများကြီးရှိတယ်ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ထပ်ပြီးတော့ပြအောင်မယ်တော်တော်လေးကိုရုပ်ပေါက်တဲ့ဟာတွေပါเนาะစေပြေးမနေဘူး No သမီးယောက်ျားမယူနဲ့နော်ယောက်ျားယူတာမကောင်းဘူးဟမ်အဲ့လိုရအဲ့ဒါဆိုဘာလို့ယောက်ျားရဲ့အရန်ကောင်းတာပဲဆိုပြီးညာတိုင်းကြားနေရတာလေအဲ့ဒါနင်းအဖေငါ့ကိုနှိပ်ပေးနေလို့ပြောနေတာအဖေနှိပ်တာကလည်းအိမ်မှာလှုပ်တယ်ဟာဟေးအောင်ရေးလို့ပဲပြောရမယ်နော်မအေးရတော့သူ့သမီးကိုဆုံးပါတယ်ငါသမီးရဲ့ယောက်ျားမယူပါနဲ့ယောက်ျားယူတာမကောင်းဘူးနော်မကောင်းမှုတာပြောတာကိုတိုင်ကြတော့ဘာဖြစ်တဲ့ငိဘောအဖေကနှိပ်ပြီးတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့အဖေနှိပ်တာတုံထောင်စကီးတော့မဟုတ်တော့အိမ်မှာလှုပ်တယ်ဆိုဆလောတမလီစစ်သူမိုက်တာနော်တချင်းကိုပြောင်းဆိုတာတော့ကျွေးပြေတမလီစစ်သူအဲ့ဒါဘာလို့ရှင်းပါလဲအတူဆော့ခဲ့ဘူးလေငါပြေခိန်တွေမောင်းလွှမ်းနေလေအိမ်မရှိသမျှလေသွားပေါင်းရမြန်မီကွယ်ကျွေးဖောင်းသမားလေးတရှင်ကိုရင်မောင်းနေအထေကျုပ်သမားလေးမရွှေဘူးအဖြစ်တွေသူ့ရဲ့မွေးသရှင်အဲ့ဒါမဟုတ်တစ်ဖောင်းသမားလေးကိုရင်မောင်းနေရကန်းသမားလေးမရွှေဦးအဲ့ဒါရှင်အခုကျမှဆလော့ဂိမ်းတွေခစ်စားပြီးတော့ကျွဲတွေဖမ်းပါများပြီးတော့တရှင်းကြီးတော့မှပြောင်းသွားကြရနော်ဗါတဲ့ကျွဲပစ်သမားလေးကိုရင်မောင်ဖြစ်သွားကြပြီအမနကဲမို့ရက်ကန်းသမားလေးရဲ့ရှစ်သူအဲ့ဒါရက်ကန်းသမားလေးရဲ့ရှစ်သူငါပြေကိန်းတွေမောင်းနေအေးနော်ရရအ
အိမ်မရှိသမျှလေသွားပေါင်းရပြန်ပြီကွယ်ကျွဲဖန်သမားလေးကိုရင်မောင်နဲ့အထေချုပ်သမားလေးမရွှေ ဟဲ့ကောင်ကြီးအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီကျွဲတွေဖမ်းရတာငါးတွေပြစ်ရတာနဲ့ပဲတော်တော်လေးကိုလူတွေကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ထညက်လုံးကိုအဲ့လိုမျိုးပေါ့နော်လုံပါနေကြနေပြီလို့ပြောရလိမ့်မယ်အဲ့တော့ဒီကျွဲတွေဘာတွေကိုလူကြီးမင်းတို့မစော့ကြပါနဲ့လားငါးတွေဘာလဲမပြစ်ကြပါနဲ့လားအဲ့လိုပြောလို့လေဒီကျွဲထိုင်ငါးတိုင်တွေကလာပြီးတော့ပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့တည့်ရတော့လူကြီးမင်းတို့ဒီကျွဲတွေဖမ်းနေငါးတွေပြစ်တယ်ဆိုတာလူကြီးမင်းတို့အတွက်ကောင်းတဲ့ဘက်မှာတော့ပါဘူးဗျာနော်ဒါနဲ့စကားမဆက်မေးပါအောင်မယ်ဒီသက်ရှင်းကိုဖန်တီးထားတဲ့သူကဘာတူလဲအမှန်တကယ်ကနော်ရက်ကန်းသမားလေးအေးအဲ့လိုဖြစ်ရမှာအခုကျမကျွဲပြစ်သမားလေးကိုရင်မောင်ဖြစ်ရတယ်ဒါလို့ မမပါတိမ်ပါတန်ကြားပါတယ်ဒီမှာဖက်နက်ဒီပါဒါဖက်နက်ဒီပါ အဲ့တော့လွန်ခဲ့တဲ့တစ်ပတ်ကမှဒီတိမ်ထဲမှာအဲ့လိုမျိုးပါညာတာရကကိစ္စတွေဖြစ်လို့ပဲအခုလိုမျိုး line ပေါ်မှာတော်တော်လေးကိုကြရက်ထသွားတယ်အဲ့ဒီဥစ္စာမပြီးသေးဘူးအခုနောက်တစ်ခုကတိမ်ထဲမှာထပ်ပြီးတော့ဖြစ်ပြန်ပြီတဲ့လို့ကြမှာတော့ဟမ်ဟလို့မြန်မာနိုင်ငံကြီးမှာလည်းတော်တော်လေးကိုဒီပေါက်ပန်း40ဒီကပေါက်ကရတွေပဲဖြစ်နေကြရနော်စင်ပြေမနေဘူးဒါပေမဲ့ဆုံးအောင်ထပ်ကြည့်နော်ပြမယ် ဒီပါတို့တို့တို့တော့ဟာ တိမ်နဲ့ဝင်နေနော် ဒါတိမ်တကားပါတွေ့ပါပြီလို့ ဒါကဘာတော့ဟာ မင်းကောင်းကြလေမင်းဘုရားပါလားတာသမီးမို့လားကျင်း ညတော့မင်းကြီးပါ ဖျက်ပါပါဆဲဖျက် ဖျားပါလားကျွန်တော်ဖျားပါ ဖျက်မင်းလေ ဘာတော့ဟာ ဘုရားပါလားတာသမီးမို့လားဟဲ့မဟာမဟာပတ်တယ်ဟာ ဘာတော့ ဘာလဲမင်းတို့တွေကဒီကကျခဏတော့ဟိုစီစီးလာကွာနောက်နေဟမ်ကျဟဲ့ဟဲ့ဘုရားပါလားတာသမီးမို့လား ဟုတ်တယ်ဘာဖြစ်တော့လဲ မထားပါခင်ဗျာဒီမှာဘုရားဘုရားတာသမီးဖြစ်ပြောမှထိုင်ပြီးမှတင်းပြောနေတာအဲ့မှာအိမ်တယောက် ငါလိုမှသားလို့စိတ်နဲ့လွန်အားကြောင်းမယ်ဘာတော့သူကဆိုလို့မှထိုင်ပြီးမင်းကလေးမြောက်စကားရထိုင်ပြောနေတာအဲ့တော့ဘာကိစ္စတုတ်လိုက်မြို့တွေကအစမ်းကြီးနေကြည့်ပဲအရင်နေ့မှဒီခရက်ကမပြီးသေးပါဘူးအခုမှထလာသေးတယ်ဟမ်ရောင်းစားငါတို့ကတော့အဟုတ်မှတ်ပြီးကြည့်နေကိုနေနေသူများကိုသွားပြီးတော့ကိုတွေကအပြစ်တင်မြင်ပြီးတော့ကိုကငရဲကိုလည်းခုံချလို့ဖြစ်နေတော့အတင်းပြောတာဘာဆိုင်လို့ခွေးမဒါဘာရချော့ပြောနေမှလည်းမသိငါတို့ကတော့အဟုတ်မှတ်ပြီးတော့သူများကိုသွားပြီးတော့မကောင်းနေမြင်တော့မလို့ပါရီဖြစ်ကိုဖြစ်မှမသိโอเคဆိုတော့ကျွန်တော်ဗီဒီယိုကိုဒီညအတွက်လောက်နဲ့ရနာချင်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ညီကောင်မောင်နှမမိတ်ဆွေတယောက်ချင်းတောကတွေကင်းဝေးပြီးခဏဖြစ်ရဲမောပျော်ရွှင်နေကြပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်